ကဲရိုးရိုးရှင်းရှင်းခန့်မှန်းချက်ဝါဒနာရခွန်3ည3လုံးပေါင်းရင်4ဒီ3လုံးပေါင်း4ဟာဒီနှလုံးပေါင်းတော့4အဲ့လိုဖြစ်ပြီးတာနဲ့ဟိုက်ထိပ်စီ3ကသူ့အောက်မှာနောက်နှလုံးပေါင်းရင်3ပြီးတော့ဒီက3ခွန်9 3လုံးပေါင်းတော့9အဲ့9ကသူ့အောက်မှာဒီနှလုံးပေါင်းရင်9အဲ့လို9ဖြစ်ပြီးတာနဲ့ဟိုက်ထိပ်စီ5ဒီ5ကနောက်နှလုံးပေါင်းရင်5တကက်ပြီးပါပြီ5 6 8 3လုံးပေါင်းရင်9အဲ့9ကဒီနှလုံး9အဲ့လို9ဖြစ်တာနဲ့သူ့ရဲ့ထိပ်စီဒီ2နောက်နှလုံးပေါင်းရင်2ဖြစ်ရမယ်ပြန်ကြည့်မယ်နော်ခွန်3ည3လုံးပေါင်းရင်4ကခွန်4နှလုံးပေါင်း4ပြန်ဖြစ်ပြီးတော့အဲ့ဖြစ်ပြီးတဲ့ကဏ္ဍရဲ့ထိပ်စီဒီ3ကနောက်နှလုံးပေါင်းရင်3အဲ့လိုဖြစ်သွားတယ်3ခွန်9 3လုံးပေါင်းရင်9 3လုံးပေါင်းရင်9က6 3နှလုံးပေါင်းရင်9ဖြစ်တယ်ဖြစ်ပြီးတာနဲ့သူ့ထိပ်စီ5က8ခွန်နောက်နှလုံးပေါင်းရင်5ဖြစ်တယ်အဲ့လိုပဲ5 6 8 3လုံးပေါင်းရင်9ကသူ့အောက်မှာ2ခွန်နှလုံးပေါင်းရင်9ဖြစ်တယ်ဖြစ်ပြီးတာနဲ့သူ့ရဲ့ထိပ်စီ2ကနောက်နှလုံးပေါင်းရင်2ဖြစ်ရမယ်